abundant tree meditation ကိုပြုလုပ်ဖို့အတွက်မိမိတက်တာဖြစ်တဲ့နေရာမှာထိုင်ပြီးသွားပြီဆိုရင်မိမိတို့စိတ်ကိုတည်ငြိမ်အောင်ပြုလုပ်ဖို့စိတ်လေ့ကျင့်ခန်းကိုပြုလုပ်ကြပါမယ်။မိမိရဲ့စိတ်ကိုတည်ငြိမ်အောင်ပြုလုပ်ဖို့အတွက်ဝင်လေထွက်လေကိုစတင်မှတ်ကြပါမယ်။မိမိရဲ့အသိစိတ်ကတည်ငြိမ်မှသာအနောက်မှာဆက်လုပ်မဲ့ energy wall တွေပုံဖော်ခြင်းတွေကိုကောင်းစွာပြုလုပ်နိုင်မှာဖြစ်တဲ့အတွက်အသိစိတ်ကိုတည်ငြိမ်အောင်ပြုလုပ်တဲ့နေရာမှာစိတ်ရှည်စွာဖြင့်အချိန်တစ်ခုပေးပြီးပြုလုပ်ဖို့အတွက်လိုအပ်ပါတယ်။မိမိရဲ့အသိစိတ်ကိုတည်ငြိမ်အောင်ပြုလုပ်ဖို့အချိန်3မိနစ်ပေးပါမယ်။ဤ3မိနစ်အတွင်းမှာကိုယ့်ရဲ့ဝင်လေထွက်လေကိုသာမှတ်ပါအာယုန်နဲ့ပြန်သွားရင်ပြန်ခေါ်ပါ။အခုအစပြီးဝင်လေထွက်လေစတင်ပြီးမှတ်လိုက်ရအောင်ပါ။ထွက်လေကိုပဲမှတ်ပါမယ်မိမိရဲ့အသိစိတ်တွေပြန်လွင်သွားရင်ဝင်လေထွက်လေမှတ်ဖို့ပြန်ပြီးတော့ခေါ်ပါမယ်တက်ရှူလေ့ကျင့်ခန်းကိုဆက်ပြီးတော့ပြုလုပ်ကြပါမယ်အစမ်းသက်ဖြစ်ပြီဆိုရင် abundant tree စီကိုတွားလိုက်ကြရအောင်ပါအခုကိုထိုင်နေတဲ့နေရာရဲ့အရှိတက်မှာရှောက်လန်းလေးတစ်ခုပေါ်လာတယ်အဲ့ဒီရှောက်လန်းလေးရဲ့အောက်ခြေမှာရွှေတင်းကားတွေနဲ့လမ်းခင်းထားတယ်အဲ့ဒီလမ်းလေးတိုင်းကိုကတက်ရှောက်လာနေတယ်ကိုယ့်ရဲ့သပင်လေးတွေကိုယ့်ရဲ့အဝတ်ကလေးတွေကလည်းလေထဲမှာလွင်နေပြီးကိုယ့်ရဲ့စိတ်ကလေးကလည်းတဖြည်းဖြည်းနဲ့တည်ငြိမ်လာတယ်ပေါ်ပါလာတယ်ပူပင်နေတဲ့အရာတွေပျောက်ကွယ်သွားတယ်တကယ်လွတ်လပ်မှုကိုခံစားရတယ်ရှောက်လန်းလေးတိုင်းဆက်လျှောက်လာရင်အရှိမရွှေရောင်တစ်ပင်ကြီးတစ်ခုကိုတွေ့တယ်အပင်ရဲ့ပတ်ဝန်းကျင်ဟာလည်း
ရွှေရောင်တွေနဲ့ပြည့်နှက်နေတယ်။ကောင်းမွန်တဲ့ abundant energy တွေနဲ့ပြည့်နှက်နေတယ်။ဒီနေရာကိုရောက်လာတဲ့ကိုယ်တိုင်ဟာလည်းကောင်းမွန်တဲ့ abundant energy တွေနဲ့ထိုက်တန်တဲ့သူဖြစ်တဲ့ abundant energy တွေလက်ခံထားတဲ့သူဖြစ်ပါတယ်။ကိုကအဲ့ဒီအပင်ကြီးကိုကြည့်ပြီးဘာတွေတွေးမိလဲဘာတွေပြောချင်လဲအဲ့ဒီအပင်ကြီးကိုပြောချင်တာပြောလို့ရတယ်ငွေကြေးနဲ့ပတ်သက်တဲ့လိုအပ်တဲ့အကူအညီတွေကိုတောင်းခံလို့ရတယ်အဲ့ဒီအပင်ကြီးရဲ့ပတ်ဝန်းကျင်ကိုလှည့်ပတ်ကြည့်ရှုလို့ရတယ်ကိုဘာတွေပြောချင်လဲကိုဘာတွေအဲ့ဒီနေရာမှာလုပ်ချင်လဲပုံဖော်ပါဘာတွေကိုလိုချင်နေလို့တောင်းနေလဲအပင်ကြီးရောဘာပြန်ပြောနေလဲပေးမယ်လို့ပြောလားမင်းကတော့ဘာတွေလုပ်ဖို့လိုအပ်တယ်လို့ပြောလားကိုကရောဘာတွေပြောနေလဲအပင်ကြီးရောဘာတွေပြန်ပြောနေလဲ abundant tree နဲ့ကိုယ့်ရဲ့ကြားက connection ကိုကိုယ်တိုင်သိပါစိတ်ချနဲ့အားရပြီဆိုရင်အဲ့ဒီအပင်ကြီးရဲ့အရှိမပဲ meditation တစ်ခုတူတူလုပ်ကြပါမယ်။ဒါကြောင့်မလို့အဲ့ဒီအပင်ကြီးရဲ့ရှိမပဲစိတ်အေးချမ်းစွာထိုင်ချလိုက်ပါ။ထိုင်ပြီးသွားရင်ငွေကြေးနဲ့ပတ်သက်တဲ့ကိုလိုချင်တဲ့အရာတွေကိုယ့်ရဲ့စိတ်ဆန္ဒတွေကိုလောဘတွေမပါတဲ့အေးချမ်းမှုနဲ့ပုံဖော်ပါကိုလိုချင်တဲ့ချမ်းသာမှုပုံစံကိုလိုချင်တဲ့အရာတွေကိုစိတ်ချမ်းသာသလိုကိုပျော်သလိုချက်ချင်းဆိုသလိုဝယ်နိုင်တာတွေမိမိရဲ့ချမ်းသာကြွယ်ဝမှုတွေကိုပုံဖော်ပါမိမိလိုချင်တဲ့ abundant life တစ်ခုကိုပုံဖော်ပါအခုပုံဖော်လိုက်တဲ့ဘဝကကိုယ်နဲ့ထိုက်တန်တဲ့ဘဝဖြစ်ပါတယ်။ကိုကအနာဂတ်မှာအဲ့ဒီဘဝကိုပိုင်ဆိုင်ထားပြီးသားဆိုတာကိုကောင်းစွာသိထားပါအကျွင်းမဲ့ယုံကြည်ထားပါအခုကိုယ်နဲ့ထိုက်တန်တဲ့ဘဝကိုသိထားပြီးပြီကိုယ်ဘဝနဲ့မကိုက်ညီတဲ့အရာတွေကိုစွန့်ပစ်ပါမယ်
ကိုယ့်ရဲ့ဘဝကအောင်မြင်တဲ့ဘဝပြည့်စုံတဲ့ဘဝဖြစ်တယ်ချမ်းသာတဲ့သူတစ်ယောက်ကငွေကြေးပူပင်ကင်းပါတယ်ဒီတော့ကို့မှာငွေကြေးနဲ့ပတ်သက်ပြီးဘယ်လိုပူပင်နေရှိနေသလဲဘယ်လိုအကြောက်တရားတွေရှိနေလဲမပြည့်စုံမှစိုးနေလားမလုံလောက်မှစိုးနေလားလိုတဲ့အချိန်မှာလိုတယ်လို့မရမှကိုစိုးနေလားစတဲ့ကိုယ်နဲ့ထိုက်တန်တဲ့ဘဝနဲ့ကိုက်ညီမှုမရှိတဲ့အကြောက်တရားတွေပူပင်မှုတွေအားလုံးကိုဖယ်ရှားပါမယ်ရှာဖွေပါမယ်ဒီအတွက်ဖန်အိုးလေးတစ်လုံးကကိုယ့်ရဲ့အရှိကိုရောက်ရှိလာပါတယ်ကိုထိုင်နေတဲ့နေရာရဲ့အရှိမှာဖန်အိုးလေးတစ်လုံးရှိပါတယ်ကိုယ့်ရဲ့အကြောက်တရားတွေရှာပြီးသွားရင်အဲ့ဒီဖန်အိုးလေးတွေကိုထည့်ပါမလုံလောက်မှဆိုတဲ့အကြောက်တရားတစ်ခုကိုတွေ့ပြီးဆိုရင်အဲ့ဒီအကြောက်တရားကိုဆွဲထုတ်ပြီးအဲ့ဒီဖန်အိုးလေးတွေကိုကောင်းစွာတည်ပြီးထည့်ပါငါမှာတော့မလုံလောက်မှဆိုတဲ့အကြောက်တရားရှိတယ်အဲ့ဒီအကြောက်တရားတွေကိုငါဟာဖယ်ရှားပါတယ်ဆိုတဲ့အသည့်ကိုကောင်းစွာတည်ပြီးအဲ့ဒီဖန်အိုးလေးတွေကိုထည့်လိုက်ပါတခြားသောအကြောက်တရားတွေကိုလည်းထိုနည်း၎င်းရှာဖွေပြီးဖန်အိုးလေးထဲမှာစွန့်ပစ်လိုက်ပါအခုစီးကငွေကြေးနဲ့ပတ်သက်တဲ့ positive affirmation တချို့ကိုယူပြမယ်။အဲ့ဒီ affirmation ထဲမှာကိုလက်မခံနိုင်တဲ့အရာရှိတယ်ဆိုရင်အဲ့ဒီအရာကိုကောင်းစွာလက်ခံပြီးဖန်ဦးထဲမှာဆွန့်ပစ်ပါ။ဥပမာငါကငွေကြေးနဲ့ပတ်သက်ပြီးလုံလောက်တဲ့သူတစ်ယောက်ဖြစ်တယ်။အဲ့ဒီအရာကိုလက်မခံနိုင်ဘူးလို့ညှင်းဆန်နေတယ်ဆိုရင်လက်မခံဘူးလို့ညှင်းဆန်နေတဲ့စိတ်ကိုကောင်းစွာသိပြီးအဲ့ဒီလက်မခံနိုင်တဲ့စိတ်အဲ့ဒီအကြောက်တရားကိုဖန်ဦးထဲကိုထည့်ပါအခု affirmation စပြီးယူပါမယ်ငါကလုံခြုံတဲ့ငွေကြေးနဲ့ပတ်သက်ပြီးအပူပင်ကင်းနေသူဖြစ်တယ်ငါကလုံခြုံတဲ့ငွေကြေးနဲ့ပတ်သက်ပြီးအပူပင်ကင်းနေသူဖြစ်တယ်ငါကလုံခြုံတဲ့ငွေကြေးနဲ့ပတ်သက်ပြီးအပူပင်ကင်းနေလူဖြစ်တယ်ငါရဲ့ဘဝမှာငွေကြေးတွေကအမြဲတမ်းလုံလောက်တည်ထက်ပေါ်များပူရှမ်းနေတယ်ငါရဲ့ဘဝမှာငွေကြေးတွေကအမြဲတမ်းလုံလောက်တည်ထက်ပေါ်များပူရှမ်းနေတယ်ငါတို့ငွေရှာရတာတိတ်ကိုလွယ်ကူပါတယ်ငါတို့ငွေရှာရတာတိတ်ကိုလွယ်ကူပါတယ်
ချင်တဲ့အရာတိုင်းကိုအပူပင်ကင်းစွာဝယ်ယူနိုင်တဲ့သူဖြစ်တယ်ငါဟာငါလိုချင်တဲ့အရာတိုင်းကိုအပူပင်ကင်းစွာဝယ်ယူနိုင်တဲ့သူဖြစ်တယ်ငါကငွေကြီးတွေနဲ့ပတ်သက်ပြီးအမြဲတမ်းကံကောင်းတဲ့သူဖြစ်တယ်ငါကငွေကြီးတွေနဲ့ပတ်သက်ပြီးအမြဲတမ်းကံကောင်းတဲ့သူဖြစ်တယ်ငါဟာငွေကြီးတွေနဲ့ငါလိုချင်တဲ့ဘဝကိုဖန်တီးနိုင်စွမ်းရှိတဲ့သူဖြစ်တယ်ငါဟာငွေကြီးတွေနဲ့ငါလိုချင်တဲ့ဘဝကိုဖန်တီးနိုင်စွမ်းရှိတဲ့သူဖြစ်တယ်ငါဘဝတွေကိုချမ်းသာမှုတွေကအမြဲတမ်းစီးဆင်းဝင်ရောက်လာတယ်ငါဘဝတွေကိုချမ်းသာမှုတွေကအမြဲတမ်းစီးဆင်းဝင်ရောက်လာတယ်ငါဟာငွေကြီးနဲ့ပတ်သက်ပြီးအမြဲတမ်းအခွင့်အရေးကောင်းတွေရတဲ့သူဖြစ်တယ်ငါဟာငွေကြီးနဲ့ပတ်သက်ပြီးအမြဲတမ်းအခွင့်အရေးကောင်းတွေရရှိတဲ့သူဖြစ်တယ်ငါဟာငွေကြီးပူပင်ကင်းပြီးလူတိုင်းတရတဲ့သူဖြစ်တယ်ငါဟာငွေကြီးပူပင်ကင်းပြီးလူတိုင်းတရတဲ့သူဖြစ်တယ်စီကဒီ affirmation ကိုပဲနောက်ထပ်တစ်ခေါက်စီယူဖတ်ပေးပါမယ်ဒီတစ်ခါ affirmation တစ်ခါကြားတိုင်းငါကဒီလိုလူဖြစ်ပါတယ်ဆိုပြီးကိုလက်ခံလိုက်ပါကိုမှပိုင်ဆိုင်ထားတာတွေနဲ့ဒီ affirmation ကတသားတည်းကြတယ်ဆိုတာကိုယုံကြည်လိုက်ပါဒါဆိုရင် affirmation လေးစပြီးယူပါမယ်ငါရဲ့ဘဝမှာငွေကြေးတွေကအမြဲတမ်းလုံလောက်တည်ထက်ပေါ်များပူရှံနေတယ်ငါအတွက်ငွေရှာရတာတိတ်ကိုလွယ်ကူပါတယ်ငါဟာချမ်းသာတဲ့သူတစ်ယောက်ဖြစ်ပါတယ်ငါဟာငါလိုချင်တဲ့အရာတိုင်းကိုအပူပင်ကင်းစွာဝယ်ယူနိုင်တဲ့သူဖြစ်တယ်ငါကငွေကြီးတွေနဲ့ပတ်သက်ပြီးအမြဲတမ်းကံကောင်းတဲ့သူဖြစ်တယ်ငါဟာငွေကြီးတွေနဲ့ငါလိုချင်တဲ့ဘဝကိုဖန်တီးနိုင်စွမ်းရှိတဲ့သူဖြစ်တယ်ငါဘဝတွေကိုချမ်းသာမှုတွေကအမြဲတမ်းစီးဆင်းဝင်ရောက်လာတယ်ငါဟာငွေကြီးနဲ့ပတ်သက်ပြီးအမြဲတမ်းအခွင့်အရေးကောင်းတွေရရှိတဲ့သူဖြစ်တယ်ငါဟာငွေကြီးပူပင်ကင်းပြီးလူတိုင်းတရတဲ့သူဖြစ်တယ်အခုကိုနဲ့ထိုက်တန်ပြီးအနာဂတ်မှာပိုင်ဆိုင်ထားတဲ့ဘဝကိုလည်းတွေးရှိပြီးသွားပြီဖြစ်တယ်။ငွေကြေးနဲ့ပတ်သက်တဲ့အကြောက်တရားတွေကိုလည်းစွန့်ပစ်ပြီးသွားပြီဖြစ်တယ်။ပြည့်စုံကြွယ်ဝခြင်းနေနဲ့လည်းတသားတည်းကြပြီးသွားပြီဖြစ်ပါတယ်။အခုကိုယ့်ရဲ့ခန္ဓာကိုယ်လေးကိုတဖြည်းဖြည်းချင်းပြန်ဝင်လာရအောင်ပါ။အပြန်လန်းတွေကလာတော့ကထက်ခြေလန်းတွေပိုပြီးတော့ပေါ်ပါနေပါလိမ့်မယ်။Abundant Tree Meditation လေးကတော့ဒီမှာပဲပြီးဆုံးပါပြီ။ကိုကျေးဇူးတင်ခြင်းတဲ့အရာတွေအတွက်ကျေးဇူးတင်နိုင်ပါတယ်